ညာလိုက်ပါတော့မယ်ခင်ဗျာ Top 9ပထမဆုံးပါဝင်သွားတဲ့သူကတော့ Number 1ချမ်းမှန်ပြီးပါဝင်သွားတဲ့သူကတော့ Number 3နောက်ချက်တူကတော့ Number 2ချမ်းမှန်ပြီးပါဝင်လာတဲ့သူကတော့ Number 7နောက်ထပ်ချမ်းမှန်ပါဝင်သွားတဲ့သူကတော့ Number 5နောက်တူကဲ့ရဲ့လေးပါပဲ Number 6ချမ်းမှန်ပါဝင်လာတဲ့သူကတော့ Number 11နောက်ချက်တူကတော့ Number 12Number 12ပါခင်ဗျာနောက်ဆုံးပါဝင်လာတဲ့သူကတော့ Number 10โอเคပါပရိသတ်များခုတွေ့မြင်နေရတော့ကျွန်တော်ရဲ့ Miss Universe Yangon East 2026ရဲ့ Top 9 finalist တွေဖြစ်ပါတယ်ခင်ဗျာ